တောက်ချနေပွေသူအလုံးမင်္ဂလာပါ2026ခုနှစ်ဧပြီလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်ဟာအတုံးဆောင်ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်ဘဝလိုလားချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်ကာလရှေ့ကြာစိုက်ငံ့ထားတဲ့လုပ်တွေပြန်လည်လုပ်ကိုင်နိုင်တယ်ကာလရှေ့ကြာကွယ်ပြောက်နေတဲ့မျောလင်းချက်တွေပြန်လည်ရည်မှန်းချက်တွေပြန်လည်ဖြစ်တည်လာနိုင်တယ်မိကောင်းဆွေကောင်းထောက်ကူလေးရမယ်ကိုယ့်ရဲ့ကြိုးစားမှုကလည်းကိုယ့်အတွက်ကောင်းသောအကျိုးတစ်ခုကိုဖြစ်ထွန်းနိုင်မယ်ဘေဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်တရက်နေ့ကကိုယ့်အတွက်ကောင်းခြင်းကံတွေရှိလာတယ်2ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုသုံးချပြီးအဆင်ပြေမယ်3ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်4ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်5ရက်နေ့မှာခီးကိစ္စကောင်းတယ်ဒါပေမဲ့မြောက်ရက်ကိုဦးတည်သွားစေနေရှိတတ်တယ်မနေ့10နိုင်ခွဲနဲ့10နိုင်ကြာသတိထား6ရက်နေ့မှာငွေကြေးကလုပ်ငန်းကံကောင်းတယ်ဒါပေမဲ့အနောက်တောင်ရက်ကရန်ပေါ်တတ်တယ်နောက်တောင်ရက်ကိုသွားရင်လည်းရန်များတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြာသွားလာသတိထားရမယ်9ရက်နေ့မှာတော့မူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်မဖြစ်မနေလုပ်မှုကြောင့်အဆုံးပိုင်းမှာတော့အောင်မြင်မှုကိုရရှိသွားမှာပါပဲဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့တောက်ချာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်တယ်နှစ်ခွန်ကိုးကနန်းနေအကျိုးပေးပါတယ်အဖြူရောင်ဆေးရောင်မိခိုးရောင်တွေဝစ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါထူးခြားစွာကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိလာပါမယ်ကောင်းခြင်းကံကြမ္မာတွေရရှိဖို့အတွက်ကတော့တရက်နေ့ဧပြီတကူလာပြည့်နေ့ဗုဒ္ဓနေ့နဲ့တိုက်ဆိုင်တယ်အဲဒီနေ့မှာအနေကစားကထာတို့ကိုရွတ်ခြင်းနာယူခြင်းတွေပြုပါကောင်းခြင်းကံတွေကြားရောက်ပါမယ်ကျေးဇူးတင်ပါတယ်